တ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းမိရှောက်ချမ်းရဲ့မိသားစုဝင်17ဦးကိုလူသက်မှုကြားပြန်လည်လည်မှုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုလောင်းကစားမှုနဲ့ပြည်တစားမှုမူရစ်စေဝါအမှုတွေနဲ့တေတံချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံကလာတဲ့သတင်းတွေအရသိရပါတယ်။စက်တင်ဘာလ29ရက်နေ့မှာမိရှောက်ချမ်းရဲ့မိသားစုဝင်တွေကိုပထမဆုံးအကြိမ်ဖြစ်စီရင်ချက်ချမှတ်လိုက်တာဖြစ်ပြီးမိရှောက်ချမ်းရဲ့မိသားစုဝင်17ဦးကိုတေတံတွေချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီအမှုထဲမှာပါဝင်နေတဲ့ရန်ကြည်ကျင်ဖူချင်းစစ်အပါအဝင်9ဦးကိုဆိုင်းငံ့2နှစ်တေတံချမှတ်လိုက်ပြီးလောချမ်းချမ်းချိုးစစ်အပါအဝင်17ဦးကိုတော့ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ပြီးဝဲကျင်ချမ်းကြီးအပါအဝင်12ဦးကိုတော့ထောင်ဒဏ်9နှစ်ကနေ24နှစ်ထိသတ်မှတ်ကထောင်ဒဏ်အသီးသီးကိုချမှတ်လိုက်တာဖြစ်ပြီးငွေဒဏ်ပိုင်ဆိုင်မှုပစ္စည်းတွေသိမ်းယူတာပြည်နှင်ဒဏ်ပေးတာစတဲ့ပြည်ဒဏ်တွေကိုလည်းချမှတ်လိုက်တယ်လို့လည်းသိရပါတယ်။အဲ့ဒီကြားပြန်ငွေလင်လက်မှုတွေအပါအဝင်ရာဇဝတ်မှုတွေနဲ့ဆက်ဆက်နေတဲ့မိရှောက်ချမ်းရဲ့သားဖြစ်သူသမီးဖြစ်သူနဲ့မြေးမလေးတို့ကိုလည်းတရုတ်အာဏာပိုင်တွေစီကိုမြန်မာစစ်တပ်က2023ခုနှစ်နိုဝင်ဘာလမှာလွှဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။မိရှောက်ချမ်းရဲ့သားဖြစ်သူဟာမြန်မာစစ်တပ်ရဲ့ကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကိုးကန့်နေကြားဆောင်တပ်ရဲ့ခေါင်းဆောင်တဦးဖြစ်ပြီး2024ခုနှစ်ဒီဇင်ဘာလကသူတို့အပါအဝင်ပြစ်မှုကျူးလွန်သူတရားခံ39ကိုစွဲချက်တင်ဆိုခဲ့ပြီး10လနီးပါးအကြာမှာအမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံကျွကျန်းအရှေ့ပိုင်းခရိုင်မှာကြားဖြန့်ငွေလည်လည်မှုအပါအဝင်ပြစ်မှုကျူးလွန်သူတရားခံ39ကိုစွဲချက်တင်ဆိုခဲ့ပြီးသူတို့အနက်က16ဦးမှာမြန်မာနိုင်ငံသားတွေဖြစ်ကြပြီးသူတို့ကိုလူသက်မှုလိမ်လည်မှုဥပဒေမဲ့ထိမ့်သိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ပြည်တစားမှုမွေးရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုတွေနဲ့အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ကိုးကန့်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့မိရှောက်ချမ်းကတော့တရုတ်ကဖမ်းရန်ထုတ်ချိန်မှာမိမိကိုယ်ကိုတတ်သိသွားခဲ့တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံနယ်နိမိတ်ပြင်ပကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုတွေဖြစ်ပေမဲ့လည်းတရုတ်နိုင်ငံသားတွေရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကိုချိုးဖောက်ခဲ့တာကြောင့်တရုတ်အာဏာပိုင်တွေကအဲ့ဒီအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့ဆိုပြီးတရုတ်အစိုးရကဖမ်းဆီးပြီးအခုလိုအမိန့်ချမှတ်လာတာလည်းဖြစ်ပါတယ်ရှင်။